Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့လေသားလေးကိုထိန်းနေရင်နဲ့အတူလေးတစ်ခုဝင်လာတာပေါ့နော်မင်းကလေးအမအနေစုကပေါ့နော်တချို့အများစုကကိုလုပ်ငန်းကိုမစွန့်လို့တာလည်းရှိချင်ရှိမှာပေါ့နော်တချို့မင်းကလေးအများစုကအိမ်အောင်ကြကလေးမွေးပြီးလို့ရှိရင်လေကိုယ့်ရဲ့မိသားစုအတွက်ကိုယ့်ရဲ့သားသမီးအတွက်လက်ရှိအလုပ်ကိုစွန့်လို့ရတဲ့အခိုက်အတန့်လေးရှိကိုရဲ့လူကိုဆွလို့ရတဲ့ခိုက်တဲ့ကလေဘလောက်ဝန်းနေနှမျောနေလဲဆိုတဲ့စိတ်ကခံစားမှုတဲ့လူဆွလို့ဘူးတဲ့လူပဲသိမယ်တချို့တွေကပြောကြတယ်အိမ်မှာနေပြီးတော့ခလေးလေးထိန်းတာပဲဘာခက်ခဲရှိလို့လဲဘလောက်များပြင်ပန်းလို့လဲတဲ့မဟုတ်ဘူးနော်အတကယ်ခလေးထိန်းကအရင်ပြင်ပန်းတယ်အိမ်မှုကိစ္စလုပ်တာရောခလေးထိန်းတာရောတအားကိုပြင်ပန်းတာသူ့ရဲ့ဝေယဝတ်စအကောင်လုံးလို့လေသေးမရှိအောင်လိုက်လုပ်ပေးရတာအသေးစိတ်ကိုလိုက်လုပ်ပေးရတာအရင်ပြင်ပန်းတယ်ကျမတို့အတွက်ဆိုလို့ရှိရင်ခလေးကို TV တိတ်အားမပေးကြည့်ဘူးအဲကြောင့်ကတူးနဲ့ကစားပေးရတယ်ကစားဖို့ဖြစ်ပေးရတဲ့ဘလောက်ပင်မန်းလဲဆိုတာခံစားမှုတဲ့မိဘတွေပဲသိမယ်အိမ်မှာခလေးထိန်းတာပဲဘလောက်ပင်မန်းလို့လဲဆိုတဲ့စကားကိုကြားပြီးတော့ရင်နာလွန်းလို့ပါကိုယ့်ရဲ့နေရာမှာအဲ့ဒီမိခင်ဆိုတဲ့ဘဝလေးကိုလေခြေနဲ့ပီတိဖြစ်မိတဲ့အမှန်ပဲ